ဒီပါတော့ဝအောင်ချင်မယ်ဒီဆေးကိုဘယ်နှချိန်ဖျားမှာတော့၅ချိန်နေဆုံးဖျားမယ်နော်ဒီအနာလေးတွေပေါက်သွားရင်စက်မယ်တမီးတို့ကြောက်ချင်တယ်မလားကြောက်ချင်ဖျားမယ်အမေလုပ်တဲ့လူတွေခင်ဗျားတို့ပတ်ဝန်းကျင်ကိုပြောထားပါဘုံကြောက်လုံးဝမကြည့်ပါနဲ့ကျွန်တော် line ပေါ်မှာဒီလောက်ကြည့်ညာတယ်ဘုံကြောက်ကခင်ဗျားတန်ပန်လူစားရင်တော့မရဘူးလားတော့ပါတုတ်တောင်ထားသေးတယ်ဒီကလေးတွေလောက်အနာဖြစ်တာသေရကြီးရဲ့အနာကြီးကြီးလာတာတညာလုံးရရတယ်ရတာမပြောချင်တော့ဒီကိုလေးရှင်းတော့ကယူရီးယားရှိတယ်ဟုတ်ကဲ့ကျွန်တော်စကားနားထောင်နော်ဟုတ်ကဲ့ဟုတ်ဒီချိုးရမယ်နော်ဟုတ်ကဲ့ဘယ်သူကြောင့်ဒီနေ့ဆိုင်လုံးဝမကြည့်နဲ့နော်ကြည့်တော့ဆရာဟုတ်လားညှော့ရှောင်းမယ်သူတို့အနာချင်းကြောင့်ဖျားခြင်းကလေးတော့တဲ့ဘာသာစီတီမောရှိတယ်ဟုတ်အဲ့ဒါလေးတိုက်သူဘလုံးနေတိုက်တယ်လို့နေဘိုးလုံးဖျားတာဆေးဘူးကုန်သွားရင်ကျွန်တော်ဒီလာတော့ဟုတ်ကဲ့ဟုတ်ပြီလားနော်ဒီလိုဖျားမယ်နော်အားလေးပေါက်သွားရင်စသူတို့ရေချိုးပြီးတော့အနာနူးနေတာနူးနေခြင်းလို့ဂုံးလေးကိုဖျားပြီးအဲ့လိုပုတ်ပြီးတရားပုတ်ပြီးအဲ့အနာပေါက်သွားတယ်ကျွန်တော်ကြိုက်တယ်မြန်မြန်ချောက်တယ်အနာလုံးလိုက်ကြမ်းနေမပေါက်ဘူးဆိုရင်နည်းနည်းကြားတယ်ပေါက်သွားတယ်ချောက်ပြီးတော့မှရွှေနာနိုင်ဟုတ်ကဲ့အဲ့ဒီကပါဇက်မှာတက်နေပွဲနေဒီရွှေနာလည်းပြီးဖျားပြီးတော့ပုတ်ပြီးနော်ဒါဟုတ်ပြီပါမှန်ပြီဒီလိုကဲဘာဘူးပင်းကောင်မှနေလေဒီစီကိုရွှေနာကိုပြီးပြီးထုတ်ခိုင်းထားဒီမှာလေမှန်ကန်ပါ၏ဒီရွှေနာစီစတင်ထုတ်သည့်အချိန်မှစပြီးကျွန်ုပ်ဒီယမန်တီးရနဲ့တောက်ချင်းမေရာမန်တီးရနဲ့စားခြင်းများရှောင်ကျင်ထားပါသည်ဓာတ်သက်ပံရှောင်ကျင်ထားပါသည်ဤသစ္စာစကားဒီလည်းမှန်ကန်ပါ၏ဤသစ္စာစကားကြောင့်ဒီကလေးများတွင်ဖြစ်ပေါ်နေသောယောဂဝေဒနာဟုသည်များပိန်းကြော်ရောမှာရင်နေကဲ့သို့ကင်းစင်ပပျောက်ပါသည်ဤသစ္စာစကားကြောင့်ကဲသစ္စာလည်းနဲ့အစွမ်းထက်တယ်ပျောက်ပြီဟုတ်ရောသူ